တရက်ပုံမြင်များ YouTube channel ကနေချိုးပါတယ်ခင်ဗျာဘာလုံးမှာတရက်တွေတကယ်ရှိလားမရှိဘူးလားဆိုတော့ပရိသတ်များကိုယ်တိုင်စဉ်းစားဝေဖန်သုံးသပ်နိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုစာလုံးကိုကြည့်ပြီး channel တလင် like subscribe လုပ်ဖို့ရင်ဒီတရက်ခံပါတယ်ခင်ဗျာရွာအပြင်ဘက်ကလမ်းမကြီးထက်မှာမြင့်တဲ့တက်ကောင်းရဲ့အချိန်ဆိုရင်ထူးဆန်းတဲ့အင်ဂျင်တန်တစ်ခုကိုရွာသားတွေခဏခဏကြားရလေးရှိပါတယ်။အဲ့ဒီအတန်ကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပြင်းပြင်းထန်ထန်ရင်တိုက်မှုဖြစ်ပြီးပျက်စီးသွားခဲ့တဲ့ဆိုင်ကယ်အိုကြီးတစ်စီးရဲ့အတန်ပါ။ဆိုင်ကယ်ကရှေ့မီကြီးကဝင်းကနေလင်းလာပြီးဆက်ကလည်းအလိုလျောက်နိုးလာတတ်ပါတယ်။ဓာတ်စီလည်းမရှိဆက်နိုးပေးမဲ့သူလည်းမရှိပဲအမောင်ထဲမှာတဟိမ့်ဟိမ့်နဲ့မြည်ဟဲနေတတ်တာပါ။လူမပါပဲမောင်းနေချင်းထူးဆန်းတာကအဲ့ဒီဆိုင်ကယ်ဟာလမ်းမထက်မှာတယောက်ကစီးနှင်းမောင်းနေတယ်လို့မျိုးဟန်ချက်ညီနဲ့ပြေးလွှားနေတာပါလမ်းသွားလမ်းလာတွေကအဝေးကနေမြင်ရတဲ့အခါဆိုင်ကယ်မီလင်းလင်းနဲ့မောင်းလာတာကိုတွေ့ရပေမဲ့အနားရောက်လို့ကြည့်လိုက်ရင်တော့မောင်းတဲ့သူကိုလုံးဝမမြင်ရပဲဆိုင်ကယ်ကြီးတက်တာလမ်းပေါ်မှာရှောက်သွားနေတာကိုတွေ့ရပါတယ်ကြည့်နေရင်းနဲ့ပဲအဲ့ဒီဆိုင်ကယ်ဟာအမှောင်ထဲကိုတဖြည်းဖြည်းတိုးဝင်ပျောက်ကွယ်သွားလေးရှိပါတယ်ဒီဆိုင်ကယ်ဟာရင်တိုက်မှုဖြစ်စဉ်ကပိုင်ရှင်ဖြစ်သူဟာပွဲချင်းပြီးဆုံးပါသွားခဲ့တာဖြစ်ပါတယ်။ဆိုင်ကယ်ကလည်းရှေ့ပိုင်းတစ်ခုလုံးကြေမော့ပျက်စီးသွားခဲ့ပေမဲ့အခုလိုညဘက်တွေမှာတော့ပျက်စီးနေတဲ့အစိပ်ပိုင်းတွေကအကောင်းအတိုင်းပြန်ဖြစ်နေတယ်လို့မျိုးထင်မှတ်ရပါတယ်။ရွာသားတွေကတော့အဲ့ဒီဆိုင်ကယ်ဟာသူ့ပိုင်ရှင်ကိုရှာဖွေနေတာဒါမှမဟုတ်သူ့ရဲ့နောက်ဆုံးခရီးကိုအဆုံးမသတ်နိုင်သေးတာကြောင့်အခုလိုလမ်းမထက်မှာရှောက်သွားနေတာလို့ယူဆကြပါတယ်။ညဘက်မှာလမ်းမထက်မှာဟိမ့်ဟောက်ပြီးသွာလာနေတဲ့ဒီဆိုင်ကယ်ဟာမနက်မိုးလင်းလို့အလင်းရောင်ရလာတဲ့အခါမှာတော့လမ်းပေါ်မှာမရှိတော့ပါဘူး။အံ့ဩဖို့ကောင်းတာကမနက်တိုင်းမှာအဲ့ဒီပျက်စီးနေတဲ့ဆိုင်ကယ်အိုကြီးဟာသူ့ရဲ့မူလပိုင်ရှင်အိမ်ရှိမှာပဲပုံမှန်အတိုင်းပြန်လည်ရောက်ရှိနေတာပါ။ညဘက်ကလမ်းမထက်မှာမောင်းနှင်ခဲလို့ပေကျန်နေတဲ့ရွှွနှုံတွေဖုံမုံတွေကဆိုင်ကယ်ပေါ်မှာအထင်ရှားရှိနေတတ်ပေမဲ့ဆိုင်ကယ်ကတော့ဘယ်သူမှမရွှေ့ပဲအိမ်ရှိကိုအလိုလိုပြန်ရောက်နေတာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကိုမြင်တွေ့ရတဲ့ပတ်ဝန်းကျင်ကလူတွေကတော့ဆိုင်ကယ်မှာဝိညာဉ်ရှိနေပြီလို့ယုံကြည်ကြပါတယ်။ဆိုင်ကယ်ဟာညဘက်မှာလွတ်လပ်စွာသွားလာနေပေမဲ့မနက်လင်းရင်တော့သူ့ရဲ့သခင်ရှိရာအိမ်စီကိုပဲအမြဲတမ်းပြန်လာတတ်တာပါ။ဒါဟာတည်ဆုံးသွားတဲ့ပိုင်ရှင်အပေါ်ထားတဲ့တန်ရောစင်ကြောင့်လားဒါမှမဟုတ်ဆိုင်ကယ်ကိုယ်တိုင်ကပဲအိမ်ကိုမမေ့နိုင်တာလားဆိုတာကတော့အခုထိပဟေရီတစ်ခုအဖြစ်ကြန့်ရှိနေပါတော့တယ်။